ကျွန်တော်နာမည်နိုင်မျိုးပါဒလားမျိုးနဲ့ခနောင်ချောင်းဝမှာနေပါတယ်ကျွန်တော်ရဲ့လုပ်ငန်းကတော့ငါးလုပ်ငန်းပါကျွန်တော်ရဲ့တနေ့စာကတော့အိယာထားပြီးမျက်နှာတီးပြီးစားပြီးမြေထဲဆင်းပါတယ်မြေထဲအပြန်လာပြီးရတယ်ကျွန်တော်ငါးတိုင်းမှာငါးလာရောင်းတဲ့လူတွေကျွန်တော်ငါးဝယ်ပါတယ်ငါးဝယ်ပြီးရတယ်နေ့လေရောက်တာလည်းကျွန်တော်နေ့လေသာစားပြီးအိမ်လုံးတွေဝိုင်းမှုလုပ်ပါတယ်ညာပိုင်းရောက်တာလည်းကျွန်တော်အိမ်ဆိုင်လေးကိုဝိုင်းမှုရောင်းပေးပါတယ်အိမ်ဆိုင်လေးကိုဝိုင်းမှုရောင်းပြီးတော့ကျွန်တော်မိသားစုနဲ့တူညစာစားပါတယ်ညစာစားပြီးတော့ကျွန်တော်အိမ်အောင်ဝင်ပါတယ်ဒါကတော့တနေ့စာကျွန်တော်ရဲ့လှုပ်ရှားမှုပါပဲကာဝိုင်းနဲ့အားသာချက်ကအဓိကတော့ဘယ်ကျွန်တော်တို့စမေယာပစ္စည်းဘာပစ္စည်းပဲအကုန်လုံးရပါတယ်နောက်တစ်ခုကဒီဆိုင်ရလဲကျွန်တော်တို့ခနောင်ရလဲဆိုရင်တော့အကုန်လုံးဆင်ပြေပါတယ်ဒီဆိုင်ပေါ့နော်ဒီကာဝါပစ္စည်းကနောက်တစ်ခုကဘာကောင်းလဲဆိုတော့ဒီဆွဲကုံ CO ကာဗရာဘူးကအစားအကုန်လုံးပေါ့နော်ကာဗရာဘူးလေးပဲနည်းနည်းသူ့မကောင်းတာကိုပြောအောင်နော်ကျန်တဲ့အစိပ်ပိုင်းကအကုန်ကောင်းပါတယ်ဒီကျွန်တော်တို့ရေလုံငန်းနဲ့လှုပ်ရှားတဲ့နေရာမှာဒီအင်ဂျင်ကအများကြီးထောက်ပံ့မှုပါတယ်အင်ဂျင်တန်းကတော့ပြောမယ်ဆိုရင်ကကျွန်တော်တို့ကတော့မောင်းတဲ့ပုံမှာမူတည်တာပေါ့နောက်တစ်ခုကသူ့ကိုဖြည်းဖြည်းတက်တာဆင်ပြေအောင်သုံးမယ်ဆိုအနည်းဆုံး9နှစ်လောက်ကတော့ကောင်းကောင်းသုံးလို့ရတယ်ကာဝါ15နှစ်ပြည့်ကနေနောက်နှစ်ပေါင်းများစွာနဲ့ရောင်းကောင်းပါစေလို့ကျွန်တော်ဆူတောင်းပေးလိုက်ပါတယ်